မင်္ဂလာပါဒီနေ့မှာတော့ကျွန်မဆီယမတယောက်အနေနဲ့ကျောင်းသားတွေကိုစာတင်ပေးတော့မှာဖြစ်ပါတယ်ခုတော့ကျွန်မဆီယမနားနေခံလေးကိုတော့ပြတ်မှာဖြစ်ပါတယ်လာ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 ကဲရောက်လည်းမြောက်တယ်ကွာမြင်မြင်ရောက်မှရတော့မယ်ကမလူလေးကနည်းနည်းပဲရောက်သေးတယ်ပေါ့ကဲအဲ့ဆိုရင်ကျွန်မထိုင်ကုန်လေးနားမှာထားလိုက်မယ်လာဟိုကတော့ဆက်ရောက်ကြီးပေါ့ကျောင်းဆရာကြီးဖန်တီးထားတဲ့ဆက်ရောက်ကြီးပေါ့နော်အနေကငါစာကြည့်တိုင်းမှာကလေးတွေလည်းစာဖတ်ပြရမလို့စာအုပ်တွေတော့ကျွေးလာအောင်မယ်ကဲရောက်ပြီစာဖတ်ထဲမှာဆိုတော့ငါစာအုပ်တွေနည်းနည်းချအောင်မှာပါဒီဟာမဟုတ်ဘူးဟာငါရွေးမှာဒီအစိမ်းစာအုပ်လေးယူလိုက်မယ်โอเคကျောင်းတော့မတက်သေးဘူးထင်တယ်7 နာရီစက်ခုမှရှိတယ်7 နာရီဆက်ပါโอเคငါစာအုပ်လေးရွေးပြီးဆိုဒီစာအုပ်ကြီးโอเคရွေးတယ်ဒီနေ့စာအုပ်လေးနဲ့အမလေးနဲ့ပြစ်လာကဲငါရွေးပြီးဆိုတော့ကျောင်းထဲဝင်လာအောင်โอเคတော်ပြီစားရမယ်ကဲကျောင်းတက်ပြီပဲကျောင်းဆက်လေးရောက်ချီသွားတော့မရရမယ်ဟေးအဲ့ဆိုအားလုံးပဲမင်္ဂလာပါကဲမင်္ဂလာပါလုပ်ပြီးပြီဆိုတော့အခုပါရတော့ဆရာမစာတင်တော့မယ်ချိန်ရောက်ပြီဘာစာတင်မလဲဆိုတော့ကဲစားတော့မယ်ပေါ့နော်ကြည့်လိုက်ရေးမယ်ဒီအဖြေကိုတွက်လာခဲ့တော့ကဲမိုးလို့ချူသွားပြီပဲငါအိမ်ပြန်မရတော့မယ် channel လေးရတော့ဒီလောက်ပါပဲမိညောင်ရဲ့ channel လေးကို like